Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြက်သားငပိချက်လေးကိုကိုယ်တိုင်ချက်ပြီးတော့ထမင်းစားပါမယ်ရှင်ကြက်သားငပိချက်ချက်ရန်အတွက်စီစုနေတဲ့အိုးတွေကိုကြက်သွန်ပြူကြက်သွန်လေးရောင်တင်မုတ်ထောင်းထားတာလေးထည့်ပါမယ်ရှင်စီတက်ထားတာလေးတွေလည်းရဲလာပြီဆိုတော့နှုတ်လိထားတဲ့ခရမ်းကျင်ဒီသုံးလုံးစာကိုထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့အသင့်ထောင်းထားတဲ့ငရုတ်သီးစိမ်းလေးတွေကိုလည်းထည့်ပေးထားလိုက်ပါမယ်ငရုတ်သီးကိုတော့ကိုဆက်စားနိုင်တဲ့လောက်ထည့်ပေးထားလို့ရပါတယ်ရှင်ထိုင်းငပိရဲ့နည်းငယ်ကိုထည့်ပေးထားလိုက်ပါမယ်ဒီနေရာမှာထိုင်းငပိရမရှိရင်တော့စိမ်းသားငပိကိုရေပျော်ပြီးထည့်ပေးထားလို့ရပါတယ်ရှင်ပြီးရင်တော့အရက်တန်နေထားတဲ့ကြက်သားလေးတွေကိုထည့်ချက်ပေးထားလိုက်ပါမယ်ချက်ထားတဲ့ကြက်သားလေးတွေနူးသွားအောင်လို့ရေနှင်းငယ်ထည့်ပြီးရေခမ်းသွားတဲ့အထိချက်ထားပေးလိုက်ပါမယ်ရှင်အရက်တာအတွက်ကတော့အသားမုံလက်ဖက်စားစုံတစ်စုံမမောက်ကိုထည့်ပေးထားလိုက်ပါမယ်အခုလိုအနေထားမျိုးလေးရလာပြီဆိုရင်တော့အနက်လေးပုံမွေးသွားအောင်လို့ပင်စိမ်းရွက်လေးအနှငယ်ကိုအုပ်ပေးထားလိုက်ပါမယ်ကဲဟင်းလေးလက်ချက်ပြီဆိုတော့ထမင်းစားဖို့ပြင်လိုက်ပါဦးမယ်ရှင်ကဲဒါလေးကတော့ကြက်သားငပိချက်နဲ့တွဲစားဖို့အတွက်တူးစရာအစုံလေးပါရှင်အိုးကြက်သားငပိချက်တရားမွေးနေရပဲအဲ့ဒီလေရမ်းစားလာပါပြီရှင်မွေးနေရပဲကဲဘိုက်ရလေရမ်းစားနေပြီဆိုတော့ထမင်းစားလိုက်ပါဦးမယ်ရှင်စားကြပါဦးရှင်